ရှေးအခါကအိန္ဒိယနိုင်ငံတရွာတွင်လေယာလုတ်ကင်နေသောလူများနှင့်အေးချမ်းသောဘဝတစ်ခုရှိနေခဲ့သည်နွားလဲများဖြင့်ကုန်ပစ္စည်းများတည်ယူသွားလာကြသည်တနေ့တွင်လေသမားတဦး၏ယထာပစ္စည်းသည်မထင်မှတ်ဘဲပျောက်ဆုံးသွားသည်သူသည်အလွန်စိတ်ကြီးပန်၍လိုက်ရှာခဲ့သည် Hey! ခဏကြာတွင်လူတဦးသည်ထိုယထာကိုပူပိုင်မှုဆိုကမျက်နှာမရှင်းလင်းစွာပြောဆိုလာသည် I need my car. Thief! This နှစ်ဦးစလုံးသည်အဒီယထာဟာငှပိုင်တယ်ဟုအပြင်းထန်အငင်းပွားကြသည်ရွာသားများလည်းစုဝေးကြည့်ရှုကြသည် I swear before the council, this man is a liar. ထိုအမှုကိုရွာသူကြီးများထံယူဆောင်သွားတော့လဲညီသူမှန်သည်ကိုမဆုံးဖြတ်နိုင်ကြပေထိုအချိန်တွင်ညံထက်မြက်သောကလေးငယ်မဟောတရားဝင်ရောက်လာပြီးအမှုကိုစုံစမ်းစစ်ဆေးရန်တာဝန်ယူလိုက်သည် Cart is this and where are you taking it? It is မဟောတရားသည်နှစ်ဦးစလုံးကိုတိကျသောမေးခွန်းများမေးမြန်းခဲ့သည်လေသမားသည်တဘာဝအတိုင်းဖြစ်ဆိုနိုင်တော့လဲလူလိမ်သည်စိတ်မအေးနိုင်တော့ပေထို့နောက်မဟောတရားသည်နွားကိုစမ်းသက်ရန်အစီအစဉ်တစ်ခုပြုလုပ်လိုက်သည်နွားသည်မိမိပိုင်ရှင်ကိုသ My ဘောပေါက်စွာ deepest ပြု thanks, ပြ young သသည် Mahosada. You have saved my မှန် livelihood. တရားသည် He မ is ကြာမီ the ပေါ်ထွက်လာခဲ့ smartest သည် boy in the လူလိမ်သည် entire မဟောတရား village. ၏ဉာဏ်ပညာရှိတွင်မလွှမ်းနိုင်တော့ပေ with great speed, but in နောက်ဆုံးတွင်ယထာကိုပိုင်ရှင်ထံပြန်လည်ပေးအပ်ခဲ့ပြီးမဟောတရား၏ဉာဏ်ပညာကိုလူတိုင်းချီးကျူးကြသည်ဤသို့ဖြင့်တရားမျှတမှုသည်အောင်မြင်ခဲ့သည် livelihood. He is the smartest boy in the entire village.